ဘဝဆိုတာတော့ပူစရာတွေအတွေ့မှာပဲဘဝဆိုတာဒုက္ခလေဒုက္ခဖြစ်တဲ့ဘဝကိုရထားမှတော့ဒုက္ခဟာရှောင်လို့လွတ်မလားတောကပေါ်တဲ့လောကရောမှာမောဟတွေထူပြောနေရင်တော့ဘဝအမောတွေရင်ဆိုင်ရမည်မှန်ရဲ့လားတရားလေးတစ်ခုတော့လက်ကင်ထားမှာယူမလားပါဇတ်ထဲရင်ပါသွားလို့မရဘူးတိုက်ဆိုထီသီတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်းဤထီသီတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်းဤတိတိတတိအမြဲရှိအောင်ကြိုးစားရှုမှတ်တာကအကြောင်းတရားနှလုံးစိတ်ဝမ်းငြိမ်းချမ်းတာကအကျိုးတရားအကြောင်းကောင်းရင်အကျိုးကောင်းတာပဲကိုယ်စိတ်ကလေးမပူပန်အောင်စိတ်တစရုပ်တရားနဲ့ကိုယ်မျက်နှာကြီးပူလောင်တဲ့မျက်နှာကြီးဖြစ်မနေအောင်ဆိုရင်အဲ့ဒါနဲ့နေရ